လာပြီပြုတ်ခင်မောင်ညိုသူ့ပြုံးကရွှေရောင်ချိုစကားတခွန်းပြောလိုက်ရင်ပတ်ဝန်းကျင်တစ်ခုလုံးရည်တန်လွမ်းဖေဖေမေမေတို့ပါပြောစေကျွန်တော်တို့တငယ်ချင်းတွေသဘောကျနေအော်ခင်မောင်ညို Hey ပြောရအောင်ခင်မောင်ညိုနဲ့အတူ Gay အိုးခင်မောင်ညိုရဲ့38မှာလေးဆက်ချုပ်တာပြတ်တယ်မပြင်းတတ်ဘူးတဲ့လားဟန်ဆောင်ကောင်းတဲ့ဦးလေးကြည့်ပါနော်ဟာဟာပြတ်တယ်ပြင်ဖို့ခက်တာသိသိပါမတက်ဖဲနဲ့တက်ချင်ရောင်ဆောင်ကတော်တော်လေးဟန်လို့ယူနေရတာတကယ်ကိုဟန်ဆောင်ကောင်းတဲ့ဦးလေးကြည့်ပါဟာဦးခင်မောင်ညိုရဲ့